ဒီနေ့မှာတော့ဆရာတို့ကဒီမတ်နေထဲကနေပြီးတော့ဗောနော်ပုံလေးတွေမှန်ထားတဲ့သူတွေကိုဒါပညာမျှဝေပေးနေတာဖြစ်တယ်ဗောနော်အဲ့တော့ဒီပုံကိုကြည့်မယ်ဆိုရင်ဆရာတို့အချက်၅ချက်နဲ့သွားပြီးတော့မျှဝေလို့ရတာကိုတွေ့ရတယ်ဗောနော်အဲ့တော့ဆရာအနေနဲ့ဒါတခြားလေးသူ့မှာပါတဲ့အကြောင်းအရာလေးတွေကိုမျှဝေပေးလိုက်တယ်ဗောနော်ပထမဆုံးအနေနဲ့ဒီဆရာတို့ကန်လန်းကျောင်းဗောနော်ကန်လန်းကျောင်းအနေထားကိုကြည့်မယ်ဆိုရင်ကန်လန်းကျောင်းကအောက်ကနေပြီးတက်လာတယ်ပြီးတော့မှဒီဦးကောင်းလန်းကနေပြီးတော့တစ်ခါပြန်ပြီးတော့ခွဲထွက်တယ်အဲ့တော့ဒီလက္ခဏာပိုင်ရှင်ကသူ့ရဲ့ဘဝမှာကံအနေထားတွေကပေါ့နော်အပြောင်းလဲလေးဖြစ်မယ်ဆိုတာကိုပြတယ်ပေါ့နော်ဘဝရဲ့အလယ်ပိုင်းရောက်တဲ့အခါမျိုးမှာကံအနေထားလေးတွေပြောင်းလဲမယ်အဲ့လိုသူ့နေရာအပြောင်းလဲတွေအလုပ်နေရာပြောင်းလဲတွေကိုကြုံရမယ်ဆိုတာကိုပြတယ်ပေါ့နော်အလုပ်ခံနေခဏတာရက်ဆိုင်ရတာမျိုးကြုံရနိုင်တာပြဒါပေမဲ့သူရက်ဆိုင်ပြီးပြန်လို့တဲ့အခါမျိုးမှာပို့ပြီးတော့ကောင်းလာမယ်အောင်မြင်လာမယ်ဆိုတာကိုပြတယ်ကံစည်းတအထောက်ကိုရလာမယ်ပြီးတော့အသက်အလယ်ပိုင်းကနေအသက်ကြီးပိုင်းအထိမှာကံပို့ပြီးကောင်းလာမယ်ပြောရမလို့အသက်ကြီးကံမှာသွားပြီးတော့ကောင်းနေတာကိုပြတယ်မှတ်သားဖြစ်တယ်ကံထောက်ကိုလည်းသိသလားကောင်းလာနေတယ်ဆိုတာကိုပြတယ်အဓိကတော့30ကျော်ကနေပြီးတော့စပြီးတော့သူကံပို့ပြီးတော့ကောင်းလာလိမ့်မယ်အထောက်ကူပို့ပြီးရမယ်40နားလည်းပို့ပြီးအထောက်ကူတွေရမယ်ဆိုတာကိုဒါအဓိကဒီမှတ်သားဒီကံလန်းကြောင်းကိုပြတယ်ပေါ့နော်ဒီကံလန်းကြောင်းမှာလည်းပြီးတော့ဆရာတို့အခွဲထွက်သွားတယ်ပေါ့နော်အကိုင်းအခက်လေးပြောရမယ်ပေါ့နော်အကိုင်းအခက်လေးပြောလို့ရမယ်အကိုင်းအခက်လေးထွက်သွားပြီးတော့ဒီအောင်မြင်လန်းကြောင်းကအောင်လက်သက်ကျအောက်မှာသွားပြီးတော့အောင်မြင်လန်းကြောင်းရှိနေတာကိုတွေ့ရတယ်ပေါ့နော်အဓိကတော့ကံလန်းကြောင်းကနေထိုးထောက်လာတယ်အပေါ်အောင်မြင်လန်းကြောင်းအနေထားပါပေါ့နော်လက်သက်ကျအထီကိုရောက်လာတယ်ပြီးတော့အခွဲပုံစံလေးဖြစ်နေဒီလက္ခဏာရှင်ကဝေသောအရက်လေးတွေနဲ့အကျိုးပြုအဆက်တယ်သူလှုပ်ထားတဲ့အရာလေးတွေကနေပြီးတော့အကျိုးမြတ်တွေရရှိခံစားရမယ်ဘဝမှာသိသသာအောင်မြင်လာတတ်တယ်အဓိကကတော့အသက်အလယ်ပိုင်းနားတွေကနေပြီးတော့သူကအောင်မြင်မှုတွေပိုပြီးရနိုင်မယ်ဆိုတာကိုပြတယ်သူမှာသူကြိုးစားမှုကံတွေသူ့ရဲ့အထောက်အကူကံတွေရရှိခံစားရမယ်အကျိုးဖြစ်တယ်ပေါ့နော်အောင်မြင်မှုကံကောင်းတယ်ကံထောက်ကူသိသသာကောင်းနိုင်မယ်အကျိုးမြတ်တွေရရှိခံစားရမယ်ကိုရင်းနှီးထားတဲ့အရာတွေကိုလှုပ်ဆောင်ထားတဲ့အရာတွေကနေအကျိုးမြတ်တွေများစွာဝင်မယ်ငွေကြေးကံတွေထောက်ကူရမယ်အစဉ်ပြပြနဲ့နေရမယ်ဆိုတဲ့အမှတ်သားထဲမှာပါတယ်ပေါ့နော်အဓိကကတော့အကိုင်းခွဲဖြစ်နေတဲ့အတွက်ကြောင့်ပေါ့နော်ဒီကံလန်းကြောင်းကနေထွက်လာတဲ့အကိုင်းခွဲတွေကဒီလက်တန်းဘက်ကိုလည်းသွားတယ်လက်သကြွယ်ဘက်ကိုလည်းသွားနေတယ်ပေါ့ဒါကြောင့်ဒီလက္ခဏာရှင်ကသူကအသက်ကြီးပိုင်းကံမှာလည်းကောင်းတယ်ငွေကြီးကံလည်းကောင်းတယ်အောင်မြင်မှုကံလည်းကောင်းပါတယ်နောက်တစ်ချက်ကျတော့ဒီဆရာတို့သက်လန်းပေါ်ကနေပြီးတော့ဒီတက်လာတဲ့ရေမကျလမ်းကြောင်းကဒီဂျာတာပိကျုပ်ကိုသွားပြီးဥတည်နေတယ်ပေါ့နော်အဲဒီလက္ခဏာရှင်ကသူ့မှာရည်ရွယ်ချက်တွေရှိတယ်ရည်မှန်းချက်တွေရှိတယ်ဒါတွေကိုသူဖြစ်မြောက်အောင်လုပ်မယ်ဆိုတာကိုပြတယ်စူးစမ်းနိုင်မှုအားပေါ့နော်သူစူးစမ်းနိုင်မှုအားနဲ့သူ့ရဲ့ဖန်တီးမှုအားနဲ့ကိုရည်မှန်းထားတဲ့အရာတွေကိုဖြစ်မြောက်အောင်လုပ်ဆောင်မယ်ဆိုတော့ပြတယ်လက္ခဏာကပေါ့နော်အသက်လယ်ပိုင်းကနေအသက်ကြီးပိုင်းမှာပိုပြီးကောင်းလာမယ်ပေါ့နော်ပြီးတော့ထီဒီပါတွေလည်းသူ့ဘဝမှာပေါက်တတ်တယ်ပေါ့နော်လက်အနေထားရဒီနဲ့အချိုးပြအဆက်တယ်အဲလိုစက်တူရှယ်ယာလုပ်ငန်းတွေကနေပြီးအကျိုးမြတ်များစွာရမယ်ကိုရင်းနှီးထားတဲ့အရာတွေကနေအကျိုးမြတ်အဓိကခံစားရမယ်ကံထောက်ကိုသိသသာကောင်းတယ်ဆိုတာကိုဒါပြပေးနေတယ်အမှတ်သားဖြစ်တယ်ပေါ့နော်အဲ့တော့ဒီလိုလက္ခဏာရှင်တွေအနေနဲ့ကိုယ်မှာကံရှိတယ်ဆိုတာကိုဖော်ပြပေးနေတာဖြစ်တယ်ကံထောက်ကိုသိသသာရနိုင်ပါတယ်ဆိုတဲ့အဟောကိုအဓိကထားပြီးတော့ဟောပေးလိုက်ပါတယ်